စာသင်ရဲ့အကြောင်းလေးလင်းနဲ့ဘိုးကြီးမစားကြိုးကြီးတယ်ကျောင်းကလည်းရှိပြီနိုင်ငံတော်တချင်းကိုအတန်ဝင်အောင်တာတော့တည်းအပြန်အောင်မဆိုရစာသင်ကျောင်းတွေဘုံချက်ခံနေရတာမင်းတို့ PDF တွေရှိနေလို့ကျဲခံနေရတာပါဆိုပြီးပြောနေတယ်တခင်အားရကျွန်မောဝလူတချို့ပြောချင်တာငါတို့ PDF တွေရှိနေလို့ကျဲရဲဆိုရင်မင်းတို့မျိုးကစကားစားဘုံကြောင်ရေးယူပြီးနေတဲ့ကျောင်းနေမင်းတို့မျိုးကကျွန်းနေပျော်သွားဖို့စကားစားဥဆောင်ပြီးကျင်းပပေးနေတဲ့ပွဲတွေဒါတွေကိုငါတို့ PDF ကလည်းပြစ်မှတ်ထားလို့ရတယ်ကွာမမေးနဲ့မင်းတို့လိုမျိုး PDF တွေထိထိကလေးတွေထိထိဂီယူမဆိုင်ကြည့်လို့မင်းတို့မျိုးကအကြောင်းနေအခုမှဖွင့်လို့ရနေမှာမဟုတ်ဘူးဝေရင်ရောမြေပြင်မှာတိုက်ခိုက်လို့ရတယ်တကားတလေမင်းတို့အကျုံးကိုမစ်ရှင်တော့စာသေးတွေကလေးထိခိုက်မှာဆိုလို့ဖြတ်ရရတဲ့မစ်ရှင်တွေမှာအများကြီးဆိုတာနားလေသဘောပေါက်စေချင်တယ်အေးဒါပေမဲ့အားလုံး9နှစ်တောတွင်တိစောက်ထားတဲ့ PDF ပြည်သူ့ကာကွယ်ရေးတက်မတော်ကမင်းတို့လိုအနည်း90ကျော်တိစောက်လာတဲ့စစ်ကွဲစစ်တပ်တဲ့စစ်ဦးတွေကိုပုံပြီးလေးထားလိုက်နာတယ်မင်းတို့စာခတ်အခုလုံနေတယ်လို့ကျူပင်ခုတ်ကျူငုတ်ပါမကြံသေးဆိုမင်းတို့အခုမျိုးပေါ်ဖွင့်နေတဲ့ကြောင်းနေမင်းတို့ကျင်းပနေတဲ့ပျော်ပွဲရှင်ပွဲတွေအခုမှရကြရှိမှာမဟုတ်ဘူးတကယ်တော့ပလင်ယူကတယောက်တည်းကျုံယူကများနေလို့ဝေဦးကကြာနေတယ်တီးဖို့လိုပြီတချို့အပင်တွေအရိတ်ကောင်းကောင်းမပေးနိုင်ဘူးတချို့လေကားတွေကအမြင့်ကိုရောက်မပို့နိုင်ဘူးကိုယ်ကိုဆွဲတင်နိုင်တဲ့လက်တစုံကိုမှန်ကန်စွာရွေးချယ်နိုင်လို့သဘောပေါက်